Okay ဒီတစ်ခေါက် lesson ကတော့ middle C as a whole note ပေါ့နော်ကျွန်တော်တို့အရင် lesson မှာတီးခဲ့သလိုကျွန်တော်တို့ C ကိုတော့ triple clef မှာတီးတယ်ဒီမှာပေါ့နော်ဒါဆို triple clef မှာတီးတယ်ဒီ finger number 1ကကျွန်တော်တို့ရဲ့ညာဘက်လက်ရဲ့လက်မနဲ့တီးတာဖြစ်တယ်ပြီးတော့အခုမှာကျတော့ middle C as a whole note ဆိုတာကျတော့ bass clef မှာတီးမဲ့ဟာဖြစ်တယ်နော် bass clef မှာလည်းဒီလိုပဲ1လို့ပြထားတာကကျွန်တော်တို့ရဲ့ဘယ်ဘက်လက်ရဲ့လက်မ number ပေါ့နော် finger number ပေါ့နော်ဘယ်ဘက်လက်ရဲ့လက်မနဲ့တီးရမှာဖြစ်တယ်ပြီးတော့ဒီမှာကျွန်တော်ရှင်းပြချင်တာ 4 ဆိုတော့ time signature ပါတယ်ဒီမှာလည်း4ဆိုတာပါတယ်အဲ့လိုပြောကြ4ဆိုတော့ time signature ဆိုတော့တပားမှာ၄ချက်ရှိတယ်ပေါ့နော်ဒီကောင်အောင်တီးတဲ့ခါကျရင်ကျွန်တော်တို့နှိပ်ထားမှာပေါ့နော်1 2 3 4ထိနှိပ်ထားမယ်ဒီတစ်ခုဆိုလဲ1 2 3 4လွှတ်မယ်ပြန်နှိပ်မယ်1 2 3 4 1 2 3 4ဆိုပြီးတော့အမျိုး1ကနေ4ထိနှိပ်ရမှာပေါ့နော်ပြီးတော့ဒီမှာ triple clef ကိုသတိထားမိလိမ့်မယ်ဒါပေမဲ့ဒီပေါ်မှာဘာ notes မှမရေးထားတဲ့အကြောင်းကျွန်တော်တို့ညာဘက်လက်ကိုတီးစီရမလို့ဘူးဒီမှာ bass clef မှာကျတော့သူကရေးထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ bass clef ရဲ့လက်မဘယ်ဘက်လက်ရဲ့လက်မ finger number 1နဲ့ဒီဟာတွေကိုတီးရမှာဖြစ်တယ်ပြီးတော့ကျွန်တော်နောက်မှာလည်းvideo lesson တွေလည်းတီးပြထားတာဖြစ်ပါတယ်ဒါလေးတွေကိုလေ့လာလို့ရပါတယ်ဗျာနောက်ထပ် lesson တစ်ခုမှာကျတော့သူကဒီ middle C ကိုပဲ bass clef မှာပြထားတဲ့အကြောင်းကျွန်တော်တို့ left hand နဲ့တီးရမယ်ဆိုတဲ့ဟာကိုပြမယ်နော် 1 2 4 whole note ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနှိပ်တဲ့အခါမှာ1ကနေ4ထိတောက်လျှောက်နှိပ်ထားမယ်ဖြစ်တယ်ထပ်တီးပြပါမယ်နော်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4